โอเคကျွန်တော်ညီကိုတိန်းရချီတန်တုပ်ပြီးတော့ဆေးတုပ်ဖို့အချိန်မရတဲ့ကျွန်တော်ညီကြီးရှိလားကျွန်တော်တို့လေဒီအိုမိုကို400 500ဝယ်ထားပြီးတော့ကျွန်တော်တို့အချိန်လည်းမပေးနိုင်ဘူးကွာဟိုအဲ့အတွက်အချိန်မပေးချင်ဘူးဒါပေမဲ့လုတ်ပြီးသားတက်ချင်တယ်ဆိုတော့ကျွန်တော်ညီကိုတွေအတွက်ကျွန်တော်ပြဒီကောင်ကတော့အိုမိုထိုင်ကုန်လေးဖြစ်ပါတယ်နော်ထိုင်ကုန်အဆက်လိုက်ပါမယ်အိုမိုကာဘာတွေအမှန်တွေပါနော်အိုမိုကာဘာအမှန်တွေရမယ်ဒါတော့ကျွန်တော်ညီကိုတွေသိကြတဲ့အတိုင်းကာဘာတွေပါဒါအမှန်တွေပါကျွန်တော်ညီကိုတွေစတေကကတ်ရုံပဲကောက်တဲ့အချိန်မပေးချင်ဘူးကျွန်တော်တို့အချိန်မပေးချင်ဘူးဗျာအိုမိုကာဘာအဓိကတော့ဖားကန်တို့တနိုင်းတို့မြကြီးနားတို့ကကျွန်တော်ညီကိုတွေအတွက်အိုမိုကိုစင်ကျင်တယ်အချိန်မပေးနိုင်ဘူးလိုချင်တယ်ပေါ့နော်အဲ့ဘက်မှာစီးလို့ရလဲအချိန်ကဒီမန်လေးအောက်ဘက်ကိုပူလေအဆင်မပြေဘူးဆိုတော့ညီကိုတွေအတွက်ရှိရတယ်နော်အဲ့တော့ကျွန်တော်ဒီမှာအိုမိုကာပတ်လေအဆုံးရှိပါမယ်လုပ်ပြီးတိုင်ရမယ်ကျွန်တော်တို့ရှင်ပြီးကွက်ပါလို့ရင်ရှင်ပြီးကွက်ပါရပါမယ်နော်97အတွက်ပါအဲ့ထိုင်ကောတော့အော်ရီတော့မဟုတ်ဘူးဒါပေမဲ့အော်ရီလိုပဲလာတဲ့ဟာခွေအောက်ချက်ချမ်းမှာကော်ပြအနာမပါပါဘူးဖော့ပြင်ပြမလိုပါဘူးเนาะဒါ one slide လို့ရှင်နေကျွန်တော်ညီကိုတို့ရှိရတယ်အိုမိုနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီမှာဒါဝင်ချီအိုမိုဝင်ချီဆိုလဲဒါအမှန်ပါဝင်ချီအမှန်တော့အတန်လေးဟိုစီးသားတိုင်းပဲညီလေးတယ်ပါเนาะခေါင်းလေးလည်းအဲ့လိုပဲကာပတ်လည်းအမှန်ဖြစ်ဖို့ 100% တာဝန်ယူတယ်အယောင်လိုက်ကအုပ်ထားတယ်ဘော့စတီကထပ်အုပ်ပြီးတော့ကြည့်အုပ်လိုက်ကျွန်တော်ညီကိုတွေအတွက်ခါရန်အိုမိုမှာဟိုစိတ်မညစ်ရကြအောင်အမခံဘာဖြစ်လို့လဲဆိုတော့သိန်း200နဲ့300ကြားဘိန်းဒီမှာတက်လို့ရတဲ့အဆင့်ဖြစ်ပါတယ်เนาะဒီကောင်လေးတွေကကျွန်တော်ရောက်ချပေးမဲ့ဈေးနှုန်းလေးကမြန်မာငွေဒီထိုင်ကုန်အပါဆိုရင်22သိန်းနဲ့ရ22သိန်းဆိုတာအချိန်ကိုညီကိုတွေဈေးလုံးမဲ့အချိန်ကလည်းအနည်းဆုံးဓာတ်ချီကျနေပါတယ်เนาะအဲ့အတွက်လည်းအချိန်ပေးရမလို့သလိုကျွန်တော်တို့ညီကိုတွေလည်းနောက်ထပ်အိုမိုပစ္စည်းတွေလည်းရမယ်အဲ့လိုမှနောက်ထပ်ရှိပါသေးတယ်ကျွန်တော်ဒီကောင်လေးဆိုရင်အိုမိုခါးပေါက်အမှန်လေးပါဒါဆိုရင်အိုမိုအင်ဂျင်အမှန်လေးပါအမကြီး C54 ချက်စီနဲ့ပါเนาะဒါတွေကတော့ကျွန်တော်ညီကိုတွေစိတ်မြင့်ချင်ကွာကောက်တက်ချင်တယ်ဆိုတော့အင်ဂျင်အကျန်းလေးနောက်ထပ်လည်းဒီ97အတွက်လိုရတဲ့ပစ္စည်းတွေကျွန်တော်ရှာဖွေပေးပါဦးမယ်ကျွန်တော်ညီကိုတွေနောက်ထပ်တွေရှိပါဦးမယ် original လက်ကာတွေလည်းရှိပါဦးမယ်အိုမို97အတွက်ဆိုเนาะအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဟိုကိုဆိုင်မှာကိုယ်တိုင်ကိုကြလာဝယ်ယူလို့ရနိုင်တယ်လို့ကျွန်တော်တို့စီကိုဂျုံကြီးစိတ်ကြယူတယ်လည်းကားတင်ခါပေးလို့ရပါတယ်ကျွန်တော်လည်းဖုန်းနံပါတ်လေးဖြစ်တဲ့ခွန်ကို493 3 20နဲ့4 4 4 4ကိုဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါရင်ကျေးဇူး